အမွေဖြတ်လို့အမွေရဖြစ်ရဲ့နင်ကထဲသားဆိုရင်ငါသမီးနဲ့သဘောတူထားရလေငါ့အိမ်မှာနင်ကိုတစ်စက္ကန့်တစ်မိနစ်မတောင်အခုချိန်ချင်းစိအခုချိန်ချင်းစိထဲသားရောက်ပါဆိုပြီးတော့ပါဝင်းကျင်မှာရင်ကောက်ခေါင်းပေါ်ပြီးနေရမလားမှတ်တယ်ဒီပတ်သက်ကြီးပဲတိုးတာပဲဘာလဲနင်ဆုံးရှုံးသွားတာရှိလို့လေငါသမီးတယောက်လုံးပေးဆက်ထားလေအဲ့ဒါဆုံးရှုံးတာပေါ့နင်လင်းကောင်မောက်နေတယ်နော်ဟာမေဒီကောင်မဘာပြောခိုင်းနေတော့ဒီဆက်ကြောနေကထားရမိနေမယ်နော်ဟဲ့ဒီနောက်ပါအားလုံးမိသားစုကမင်းကိုမလိုအပ်တော့ဘူးပြောနေတွားတော့ကွာမေသမီးဘဝမှာလေဒီအမေနဲ့ဒီကိုတို့အမြဲတမ်းပေးဆက်ခဲ့ရပဲမဟုတ်ဘူးလားအဲ့ဒီခါလေးဒီကျော်တောင်းဝင်ပါလေဗျာကျော်တောင်းဝင်ကိုနာမေအဲ့ဒါပြေလို့မရအောင်လေဒါရီအရင်ကြီးနှုတ်စားမှာကိုနာရဲ့တို့ကမင်းကိုဘိုင်းနှင်းခေါ်ထားတာယူကမိမကြီးစိတ်ဝင်စားတယ်သူပေါ့ဟေးတို့ကဘာလာတောင်းနေနော်နင်းစီကအဖေတုံးလို့အဲ့ဘဝကိုရောက်တာတားတယောက်ကိုကောင်းစားစေချင်လို့အဖေတယောက်အနေနဲ့လှုပ်တိလှုပ်ထိုက်တာကိုလုပ်ခဲ့တာပေါ့ဘာလုပ်တာလဲဟဲ့လားဟဲ့ဘာလုပ်ရမှာလဲနင့်ပုံစံနဲ့ကြည့်အောင်လေဟောဒီမှာကျွန်တော်မင်းကစားဖို့လေဗျာဒီမှာငါသူများတွေကံဖက်တာအဲ့သွားကူလာရင်လည်းရလာတာဒီမှာကြည့်ကြည့်ပါချာငါရကြည့်ဟုတ်တယ်ဟုတ်ဘာချာငါရကြအကြည့်ရတော့အတော်ပဲရှစ်ပဲမိတင်စဲရလေမနေ့မိုးငါချက်ဖို့ငါလိုတွေရတဲ့ကွတ်တီပဲဟင်ဒီမှာစားလိုက်လို့ရှိရင်ချင်းဖြစ်မအောင်စားမနေ့ကငါတူးနေရှုံးတာလေတွားရောက်လို့ရှိရင်ပြန်ရင်းလို့ရပြီငါတွားရောက်လိုက်မယ်ဟာအမေအဲ့ဒါပါတဲ့အမေကလည်းအဲ့တော့အော်နင်းစီကွာနင်းစီမင်းအဲ့ဒါတော့လုံးမမိုက်ဘူးကွာကိုရစိတ်လျှော့ပါနော်ကိုနော်ဟောဒီမိန်းမလေးရဲ့မျက်နှာကြောင့်မို့ဒီမှာတော်တော်သိကြီးခံနေရတယ်နော်နော်ကဲတော့ရေချိုးလာအောင်ရေပတ်နေတာချိုးခင် kiss လေးပေးကိုကလည်းတော့ရေချိုးအဲ့ဒီအိတ်ထဲပတ်စံနဲ့ဘယ်ရောက်သွားလဲအာယူသုံးလိုက်ရလေအမေလွန်လာပြီနော်အမေကိုရှိသမျှပတ်စံနဲ့အကောင်ပေးတာလေဘာလို့သူများအိတ်ထဲပတ်စံနဲ့အကောင်တောင်းလိုက်ရတာလဲဟဲ့ငါလိုလို့ယူသုံးတာလေအဲ့ဘာဖြစ်လဲအဲ့ဘာဖြစ်နေတာလဲဘာလို့လာလဲအမေရှိသမျှပတ်စံနဲ့အကောင်လောင်းကစားလုပ်တယ်လေသမီးတို့ဘာလို့စားရတော့မှလဲအခုနင်းနေလှုပ်ထပ်ပြီးလင်းယူတာလေငါဘလို့ရှာစားရမှာတော့အဲ့ဒါရှိတာငါယူသုံးတာပေါ့အဲ့ဘာဖြစ်လဲသမီးမသားသမီးတောင်းရမွေးတာလေအမေတားလည်းခြေကောင်းလက်ကောင်းလေသမီးတယောက်တည်းမတက်လောက်ခိုင်းစားတော့မှလားမေကဒီယူပြီးမှနေလူပါမဝါနဲ့နော်အဲ့တော့ကောင်းအဲ့ဒါဘာဟုတ်တာလဲဗျာဟာဒီတဲ့ပတ်စံနဲ့ဘယ်ရောက်ငါတောင်းလိုက်တာလေနင်အဲ့ဒါလေးတော့မတတ်ထားဘူးလားငါသမီးတယောက်လုံးနင်ကိုလက်ကားပေးထားရလေနင်ဘာဖြစ်နေလဲဟာတို့ကလာပဲမြင်ဒီစကားဒီပတ်စံကျွန်တော်တို့လင်မြရင်းနှီးလောက်ကိုင်စားတော့မယ်ပတ်စံဗျပါသမျှအကုန်လုံးလည်းကျွန်တော်အတော့အကုန်ပေးပြီးအဲ့ဒါကိုအလကားပေးထားတယ်အလကားပေးထားတယ်အလကားပေးထားတယ်နည်းနည်းတော့များနေပြီကျွန်တော်မကြိုက်ဘူးအဲ့ဒါတော့ဟုတ်မယ်နင်လို့ကောင်ကငါ့ကိုပြန်ခံပြောတဲ့တတ်တိရှိတယ်လူပေါင်းလိုက်တော့ဘယ်လိုမှမနဲ့တော်တော့အမေရတရားလို့နေပြီအမေတို့လူမျိုးကလေအမေဖြစ်ဖို့တော့မတိုက်ဘူးငါမွေးလို့လူဖြစ်လာတဲ့ကောင်ကလူပေါင်းလိုက်အကိုကြည့်ပြအောင်မတနာဘူးလားအကိုတယောက်တည်းပဲချစ်တတ်တယ်လို့ထင်နေတာလားကြည်ပြလဲချစ်တတ်တဲ့သူပါကိုရဲ့ဒီဘလုံးရှေ့ပေါင်းနေလို့ကြက်စီထားရလားဟမ်ပြောလေနင်းစီအဲ့လိုမဟုတ်ဘူးလေကွာကိုပြောချင်တာတော်ပြီဘာမှလာမပြောနဲ့လားဟိုလူကြီးလောက်တဲ့လူကလည်းကိုကလေးကိုခိုင်းတာပဲအေးအဲ့တော့များလူကုန်ကူးတယ်လေဘာလေးနဲ့ပုံကြီးတွေချဲ့နေတာအမေကဟောကိုမြင်းလေးရဲ့လှုပ်ဆောင်ထိုင်စားရက်လို့လားဟဲ့ဒီရွာခလေးရဲ့လှုပ်နဲ့ညီနဲ့လုံးကမမြင်ဘူးလားဟမ်အိုးညီတပည့်၆ပြရတဲ့လောက်ကိုညီကမက်မောနေဟာလားညီအပျော်လည်းမဟုတ်ဘူးအော်ဖြစ်နေပြီအရွယ်လေးရှိတော့မြို့တက်ပြီးတော့ဝင်ဝေကောင်းတဲ့အလုပ်တွေမပင်မနဲ့လောက်တော့ညီရှာညီလုံးအမေဟာတော့တမီးအဲ့အလုပ်ကိုတက်လုံးပြန်မလုပ်ဘူးညီသဘောညီဆန္ဒကြိုက်တာတော့ဟဲ့ရှိမထွက်ပြီးတော့ငုံနေနဲ့စက်တွေတောင်းနေနင်းလျော်နေကအထင်နဲ့ကြီးတာဟာလားအထင်းသားဆိုပြီးတော့ကလေးကောင်ကအောက်ကြမ်းမြတ်မအကောင်တကယ်ဆိုအခုထွက်သွားတာအမေကြောင့်အခုအဲ့လိုလူစားမျိုးမဟုတ်ဘူးနင်းစီကိုမယူပါနဲ့လို့
ဒီရဲ့ဘယ်အချီကြီးနဲ့ချောမွေတာရှိလို့ကိုလူကောင်ကအဲ့လိုအသက်ဆန်းလေးမှကြိုက်တယ်ရှိပါပါ ဘာကိုအေးဆေးပါလဲအကိုခုနစ်စစ်ကြောင့်ဒုက္ခတွေရောက်နေရလေ ကိုယောက်ျားပါပခုံးကောင်းပါလေ တွေ့လားမလုံဘူးရလို့တော့ပခုံးနေအောင်နာနေပြီအဲ့ကြောင့်နင်းစီပြောတာပေါ့နင်းစီကိုမငဲ့ပါနဲ့လို့ ဒီလမ်းကကိုရွေးချယ်ထားတဲ့လမ်းကိုချစ်လို့ရွေးချယ်ထားတာလေကိုကြောင့်မယုံတာ ဘယ်မလဲကိုရင်းတာဟာရန်ကုန်မြို့မှာတော့မှရန်ကားလာလားလောင်းသားလုပ်ဖို့ပဲသိသားသမီးတွေကိုကောင်းသုံးပါကောင်းမယ်မသိဘူးမသိဘူးကြောက်ပြပါဖြစ်နေတာလေဟုတ်တာတော့ဘာဖြစ်နေလဲဘာဖြစ်နေတာလဲလို့မေးကြမလို့လောင်းကစားမကြီးရဲ့ဟုတ်ဆောပါကြောက်ဟဲ့ငါမို့ငါတို့ဟာလေငါတက်ရရှိပြောတယ်တက်တိရှိလားလို့အေးတက်တိရှိတဲ့မင်းတို့မိသားစု3ယောက်စင်းနေတာအခုနေတယ်ဟဲ့ဆွဲလာမိဆွဲလာဖေးရ အမေအကျွေးထက်နေနေရလားပြော မဟုတ်ပါဘူးလို့ဘယ်နှခါပြောရမလဲ အဲ့ဆိုဘာလဲတမီးကိုပြောပြလေ အဲ့ဒါညီးလင်ကြောင့်ညီးလင်အခုနောက်မိမရနေပြီအဲ့တော့ညီးနဲ့ညီးလင်တော့ပတ်သက်မှာဆိုလို့သူ့ဖေကငါ့ကိုငွေတွေပေးပြီးတော့ဒီနေရာနေတနေရာကိုရွှေ့ပေးပါတဲ့ကဲရှင်းပြီလားအမေဘာတော့ အမေငွေမလာဘူးလားသူ့သားနဲ့မပတ်သက်ဖို့ငွေပုံပေးတိုင်းအမေဘာလို့ယူရတာလဲ ဟဲ့ငါတို့ကနေထိုင်ငွေတွေနိုင်အောင်ရသေးတယ်လေအဲ့ဒီငွေနဲ့ကြွားပြန်ပြီးရင်းနှီးမှာပေါ့ညီကဘာဖြစ်နေရတော့ မပြောင်းနိုင်ဘူးကြွာလည်းမပြန်နိုင်ဘူးတမီးတော့မပြောင်းနိုင်ဘူးပြောင်းချင်းအမေတို့ပဲပြောင်းတမီးတိတ်ကောက်လဲလာပြီးစောင့်ကားကြပြီလို့လူရောက်ပါတယ်အခုချိန်နဲ့ငါ့ဘောအောင်တော့လိုက်ပေးနေကြတော့ငါ့ဘာတော့လိုက်ပေးနေကြတော့ ဒီခန်းဝဲတဲ့ချိန်ရောက်နေပြီ ဆိုးနေကောင်းလို့ရကြတယ်ဘာတွေမှားနေလဲမှန်တရားကိုရှာမတွေ့ခဲ့ချစ်ရခီးတော့အဲ့တဲ့ဒီရဲ့မှာခုနာခဲ့တယ်ပုံမျိုးလေးတွေမှာကိုကိုချမ်းသွားခဲ့ကိုအတယောက်ထဲလောကရဲ့လိုက်တဲ့တွေလေရမဆိုင်ကြလေဒုက္ခတွေရွယ်နေစေ တို့နာမည်ကကြည်ပြပါမင်းသိအောင်အပြည့်အစုံပြောရမယ်ဆိုရင်ကိုဝနာရဲ့လက်ရှိစနေကိုဝနာရဲ့လက်ရှိစနေဆိုတော့မင်းရင်ငယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုဝနာမှာအရှင်မိန်းမရှိတယ်လေဒီမှာမရင်ငယ်ဆိုတာအရာကြီးငုတ်တုတ်ရှိရတာနဲ့ထောက်ပြန်တတ်တဲ့မိန်းမတွေကိုခေါ်တာဘာပဲဖြစ်ဖြစ်လေရှင်ကမြင်ငယ်ပဲပေါ့ဘာတွေကိုလာပြီးခံစားပြတယ်အရင်တော့ကြားသေးဘူးရှင်
သမီးတို့အိမ်လည်းပေါင်ထားတာလေအကျိုးရည်နဲ့ဆိုသမီးလည်းဒီလိုရောက်လာသမီးရဲ့လူအားကနဲ့ပဲသူတို့တွေလည်းပြန်ထောက်ပံ့နေရညောင်းတဲ့နေရာရှိတဲ့ပြောရနော် တို့ကမင်းကိုဘိုင်နှင်းခေါ်ထားတာ ရှူကအိမ်မှာညီစိတ်ဝင်စားတယ်သူပေါ့ဟေးတို့ကဘာလာတောင်းနေနော် နင်းစီကအဖေတုံးလို့အဲ့ဘုံကိုရောက်တာတားတယောက်ကိုကောင်းစားစေချင်လို့အဖေတယောက်အနေနဲ့လှုပ်တိလှုပ်ထိုက်တာကိုလှုပ်ခဲ့တာပေါ့ အကိုကြည့်ပြအောင်မတနာဘူးလားအကိုတယောက်တည်းပဲချစ်တတ်တယ်လို့ထင်နေတာလားကြည်ပြလဲချစ်တတ်တဲ့သူပါအကိုရဲ့ ဒီဘလို့ရှေ့ပေါင်းတယ်လို့ကြက်စီထားရလားဟမ်ကြောလေ နင်းစီအဲ့လိုမဟုတ်ဘူးလေကွာကိုပြောချင်တာ တော်ပြီဘာမှလာမပြောနဲ့လား ကြည်ပြမသိတဲ့နေရာတစ်ခုမှာကြည်ပြဒုတိယမယားအဲ့ဆိုရင်ကြည်ပြမရင်ငယ်ဖြစ်နေပေါ့နော်ဘာလို့ကြည်ရလို့လဲအကုန်လုံးကြည်ပြမရင်ငယ်ဆိုပြီးကြည်နေကြည့်ရလဲကြည်ရကြီးမဆိုင်နိုင်ဘူး ကိုတောင်းမှန်ပါကြည်ပြတယ် ဘာတွေပဲဘလို့ဖြစ်ဖြစ်ကြည်ပြနားလေကိုထမတော်တယ်တော့ကြည်ပြနားလေထမတော်ပါနဲ့ကြည်ပြကိုတော့ပါ 不会累，这边我轻松的看着你。 ဟဲ့ဟဲ့ရှင်မထွက်ပြီးတော့ငုံနေနဲ့ကြက်တွေတောင်းနေလင်းလင်းနေကအထင်းနေကြီးတာဟာလားမထဲသားဆိုပြီးတော့ကလေးကောင်ကအောက်တမ်းမြတ်ပေါ့အကောင် တကယ်ဆိုအကိုထွက်သွားတာအမေကြောင့်အကိုအဲ့လိုလူစားမျိုးမဟုတ်ဘူး